They're targeting the fuel lines here. We must divert the next run. Immediately. These dots mark the planes that came back. We need to reinforce the areas where the dots are missing. Khmer မြင်နေရတဲ့အမှန်တရားဟာတကယ်တော့ပြည်စုံရဲ့လားတခါတလေမှာကျွန်တော်တို့ဟာမြင်ရတဲ့အရာတွေကိုပဲကြည့်ပြီးဆုံးဖြတ်ချက်ချမိလို့မှားတချတယ်ဒီဒုတိယကမ္ဘာစစ်အကြောင်းပုံပြင်လေးကိုနားထောင်ကြည့်ပါဒုတိယကမ္ဘာစစ်အတွင်းတုန်းကပေါ့စစ်ပွဲကနေပြန်ရောက်လာတဲ့လေယာဉ်ပြန်တွေကိုစစ်ဆေးကြည့်တဲ့အခါလေယာဉ်အတောင်ပံတွေနဲ့ကိုယ်ထည်တွေမှာကြီးစံပေါက်တွေဗရက်ပွားနဲ့ပြန်ရောက်လာကြတယ်ဒါကိုမြင်တော့စစ်ဗိုလ်ချုပ်တွေကအမိန့်ပေးတယ်ဟဲ့ကောင်လေးဒီလေရင်အတောင်ပံတွေမှာတံပြားနေထပ်ခတ်ပြီးပိုးခံရလူကြဒါမှကြည်မှန်ရဲ့ခန်းနဲ့ရရှိမှာပေါ့လူတိုင်းကဒါကိုမှန်တယ်လို့ထင်ကြတယ်ဒါပေမဲ့သင်္ချာပညာရှင်တယောက်ကတော့နေပါအောင်ခင်ဗျားတို့မှားနေပြီလို့ထောက်ပြခဲ့တယ်သူကဘာပြောလဲဆိုတော့ပြန်ရောက်လာတဲ့လေရင်တွေကအတောင်ပံမှာကြည်မှန်ပေမဲ့မပြတ်ကြပဲပြန်ရောက်လာနိုင်တာဗျာတကယ်တမ်းပြန်မရောက်လာတဲ့လေရင်တွေကအင်ဂျင်မှာကြည်မှန်ပြီးလမ်းမှာပြက်ကျသွားတဲ့ကောင်းလို့ဒါကြောင့်ခမားတို့ကာကွယ်ရမှာကအတောင်ပံမဟုတ်ဘူးပြန်မလာနိုင်တဲ့လေရင်ပြန်တွေထိခိုက်ခဲ့တဲ့အင်ဂျင်ဖြစ်ရမယ်တဲ့ဒီအမားကိုကျွန်တော်တို့နေ့စဉ်ဘဝမှာလည်းလုပ်မိနေကြတယ်ကျောင်းထွက်ပြီးအောင်မြင်သွားတဲ့တထေးကြီး3-4ယောက်ကိုကြည့်ပြီးကျောင်းထွက်မှအောင်မြင်မယ်လို့ထင်တတ်ကြတယ်တကယ်တမ်းကျောင်းထွက်ပြီးဘဝပြတ်သွားတဲ့ထောင်ပေါင်းများစွာသောလူတွေကိုတော့ခင်ဗျားမမြင်ရလို့ပါပဲဒါကို survivorship bias လို့ခေါ်ပါတယ်ဒါကြောင့်တခုခုကိုဆုံးဖြတ်တော်မယ်ဆိုရင်ခမားရှေ့ရောက်လာတဲ့အောင်မြင်သူတွေကိုပဲမကြည့်ပါနဲ့လမ်းမှာနဲ့ပြက်ကျသွားတဲ့မမြင်ရတဲ့လေရင်ပြန်တွေအကြောင်းကိုလည်းထည့်သွင်းစဉ်းစားပါလို့အကြံပြုပါရစေ